နေအောင်1 fasting လောက်ထားလို့စားလို့မရသေးဘူး168 fasting ဆိုတာဘာလဲဆိုတာသိချင်ကြပြီမလား168 fasting ဆိုတာတရက်ကို24နာရီရှိတဲ့အထဲမှာ16နာရီကိုလုံးဝဘာမှမစားပဲ fasting ထားပြီးကျန်တဲ့8နာရီအတွင်းကိုအစားစားပေးရတာကို168 fasting လို့ခေါ်ပါတယ်ဥပမာမနက်9နာရီထားလိုက်ပါတော့အဲ့ချိန်ကျရင်ရေတောက်လို့ရတယ် coffee လေးဒါမှမဟုတ် tea လေးအဲ့ထဲမှာလုံးဝအချိုမပါရဘူးเนาะ no မပါရဘူးအချိုမပါရဘူးအဲ့ tea တို့ coffee တို့တောက်လို့ရပါတယ်အဲ့ဒါပြီးလို့ရှိရင်12နာရီလောက်ကြာရင်ကျွန်တော်တို့နေ့လည်စာစားပါမယ်12နာရီ8နာရီကြာကိုမုံပဲတရေစာနေ့လည်စာဘာဖြစ်ဖြစ်စားလို့ရပါတယ်အမှ8နာရီနောက်ပိုင်းကနေစပြီးတော့နောက်ရက်မနက်8နာရီထိခုနပြောတဲ့အတိုင်း fasting ကမစားရတော့ဘူးအဲ့ဒါ1 fasting လို့ခေါ်ပါတယ်1 fasting လုပ်ရတဲ့ကောင်းကျိုးကတော့ autophagy ဆိုတဲ့ process တစ်ခုဖြစ်လာတာပါ autophagy ဆိုတာကလူတယောက်ကစာလောင်နေတဲ့အချိန်မှာခန္ဓာကိုယ်ကနေပြီးတော့ glucose လေးလိုတာပေါ့နော် energy လေးလိုတယ်အဲ့ဒီအတွက်ခန္ဓာကိုယ်ရဲ့နှလုံးအသေးဦးလန်းချောင်းထဲမှာရှိတဲ့အဆီပိုတွေကိုဒီကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကသူ့ဟာသူခြေဖြတ်ပြီးတော့မကောင်းတဲ့အဆီပိုတွေကို energy အဖြစ်ပေါ့နော် glucose တွေဖြစ်အောင်လုပ်ပြီးတော့တုံးလိုက်တဲ့အတွက်ခန္ဓာကိုယ်ကမလိုအပ်တဲ့အညစ်အကြေးတွေအဆီတွေမရှိတော့ပို့ပြီးတော့ကျန်းမာလာမယ် weight တွေလည်းကျလာမယ်အသားရည်တွေလည်းလာပြီးတော့ပို့ပြီးချုံမောလာတာပါအဲ့ဒါက1 fasting ရဲ့ကောင်းကျိုးပါရှင်လူတွေမှာ1 fasting လုပ်လို့မရဘူးဆိုလို့ရှိရင်တော့ပိုက်ကြီးတဲ့တွေမိခင်တို့တိုက်ကျွေးနေတဲ့မိခင်တွေနောက်ထပ်ပြီးတော့ type 1 diabetes ရှိတဲ့စီးချိုသမားတွေဝေးရပါဝေးကလေးကစီးချိုရှိတဲ့လူတွေနဲ့အစာနဲ့ပတ်သက်တဲ့ problem ပေါ့နော်အစာစားတာနဲ့ပတ်သက်တဲ့ယောဂရှိတဲ့လူတွေဆိုရင်တော့1 fasting လုပ်ဖို့မသင့်တော့ပါဘူးရှင်ဒီနေ့ကတော့ဒီလောက်ပါပဲကလေးကိုလည်းဆက်ပြီးတော့အားပေးကြပါအားလုံးရဲ့တောင်းဆိုမှုတိုင်းပြောပေးလိုက်ပါပြီကျေးဇူးတင်ပါတယ်ရှင်Bye bye.